သားမိုးကလည်းပန်းတာကိုကကောင်းငန်းငန်းငိုင်ခဲ့တာဆိုလို့ပြောရင်ကြောတာကြအောင်ချောင်းတကောင်ဝိတ်ရှိချောင်းကလည်းချောင်းကလည်းချောင်းကလည်းရမှာပြောဟမ်ငါချောင်းစကင်းယုံနေမလားမယုံဘူးဝင်ရဲကိုကြည့်လိုက်လေးဘွေးကို90နှစ်ပွေးနိုင်တယ်နှစ်ပွေးရှုံးတယ်ဟာမင်းကဆရာကြီးပဲကွာယုံနေမလားယုံလိုက်ပါကြမ်းပြန်မယ်ယုံနေ1ဆိုတဲ့ဟာလေးကိုပြန်မယ်နော် Okay ကြောညီလေးအမတကွက်စားလိုက်အမအေး sorry ဒီကောင်ရပြီအဲ့ဒါတချင်းဖွင့်မယ်ဟမ်တချင်းလေးနဲ့သွားလိုက်မယ်ဆိုနော်မြင်နေမလားအဲ့လိုမင်းတို့ကပြောပါတယ်ငါချောင်းတိုင်းဆောင်းလန်းကျန်းတာမရတော့အားကိုမပြောခဲ့ဘူးလားအဲ့ဒါကြောင့်ရှော့အတွက်ပါနဲ့တားရဲ့ဒီတိုင်းမှာဘာလဲဟိုတင်ရဲ့ဒီတိုင်းကာလာဘာညာအနေထားရှိတယ်အဲ့လေအဲ့ဒီကောင်တဲ့ခုနငါတဲ့ဆိုဟာဘာအဲ့ကိုသွားဆွေးတာတော့ချဘာမူရိုက်အဲ့တော့ဒါဝနတိုင်းပြလိုက်ရအောင်ကျွန်တော်ကတိုင်းပြန်ငါတော့ဆွလိုက်ဒီတွေ့တာပေါက်ွက်ဆူညာကပေါ်လာတဲ့ဆန္ဒပြညာငါစစ်တမင်းမပြင်းရအောင်မေလို့ဟဲ့ငါတရေသေးရလာပြီတနားရေရောအမရောsorryညီလေးကစားတာよလာကြည့်လိုက်ရမှာမြင်လားတနားလေဆက်ကလောကြောက်တယ်တကယ်ကြောက်တယ်ဆက်ကလောကြောက်လို့တဲမှာရမယ်ကြောက်โอ้ยsorryကိုညီစားညီတတ်ပြစ်မဲ့နေမျိုးညစ်ပြီးတော့တတ်ပြစ်မဲ့ဘာပြစ်နေရလဲလို့စားရပါဆိုဟာတော့ပြီနေတူတယ်အေး sorry အဲ့ကောင်တဲ့ငါသေးတော့ပြီကွာမင်းတော့ကတော့အဲ့ဒီမသုံးအဲ့မှာခဏလေးပြောလိုက်အပြင်ပကြိုင်ကနဘလို့နိုင်တော့ပြီတော့မသိလိုက်ဘူးတော့ချိုးလိုက်တာဟာလေးနဲ့ဟိုကောငါပြောရမလားဒီဝိနိုင်မင်းလို့နေမလားမြင်မလားဈေးမြင်မလားခုနကငါပြောခဲ့ရလေချောင်းနိုင်မှာပါဆိုဟုတ်တယ်မင်းမြင်မလားအဘောယူလိုက်ရောအဘောအမေဘလို့ဖြစ်ပါခုနကကြည်သွားတဲ့တယောက်ချင်းစီတိုင်းခုကြည့်နေကြတဲ့တယောက်ချင်းစီတိုင်းအရန်ပဲဖြည့်စုတင်ပါတယ်ဗျပြီးရင်ကျွန်တော်ခုနကဂင်းဆော့နေနေတဲ့အဲ့လိုမျိုးစကားတွေရိုင်းတာတော့ပါတော့သုံးမိခဲ့နေတယ်အမှန်ပါတယ်တကယ်တောင်းပါပါလေကျွန်တော်ကတစ်ခါတလေရိုင်းနေတယ်ပေါ့အရန်ရိုင်းတဲ့တွေပါပါတယ်အဲ့ဒါတော့သိပါတယ်လောင်တဲ့တွေပေါ့နော်တော်လောင်အဲ့ကြောင့်လေးတောင်းပါပါတယ်လို့ပြောတော့ကွာကဲအလုံးလေးတတ်တာပါဗျနော်ဒီနေ့ဒီလောက်ပါဗျခဏနေပြန်လာရင်တော့အတစ်ပြန်လောက်ပါမယ်ပြီးရင်ပြန်နေပေးပါမယ်ဗျနော်အဘ Thank you.